အရင်ဗီဒီယိုမှာတော့အသုံးများဆုံးဖြစ်တဲ့ ABO စနစ်နဲ့သွေးမျိုးစားခွဲတဲ့အကြောင်းပြောပြီးတော့မှဘယ်သွေးကဘယ်သွေးကိုတွင်းလို့ရတယ်မရဘူးဆိုတာကိုရှင်းပြသွားပြီးဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ဒုတိယအသုံးများဆုံးသွေးမျိုးစားခွဲခြင်းဖြစ်တဲ့ RH factor နဲ့သွေးမျိုးစားခွဲတဲ့ဟာနဲ့ဘယ်သွေးကဘယ်သွေးကိုတွင်းလို့ရတယ်လဲမရဘူးလဲဆိုတာကိုဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ် RH ဆိုတာက rhesus ဆိုတဲ့စကားလုံးကလာတာပါ rhesus monkey ပေါ့rhesus မြောက်တွေကနေလာတာပေါ့ပညာရှင်တွေဒီ rhesus monkey ကိုသုံးပြီးတော့မှသွေးမျိုးစားလေ့လာရာကနေပြီးတော့မှရလာတဲ့နာမည်ဖြစ်ပါတယ်ဒါပေမဲ့လူရဲ့သွေးမျိုးစားမှာ RH factor ဆိုတဲ့ rhesus factor ဆိုတာကကြတော့ဘာလို့ဆိုလို့တလဲဆိုတော့လူရဲ့သွေးနီ cell ပေါ်မှာရှိတဲ့အသားဓာတ်နဲ့လှုပ်ထားတဲ့ antigen တစ်မျိုးပါ rhesus factor အောက်မှာ antigen မျိုးစားပေါင်းများစွာရှိပါတယ်အဲ့ဒီ rhesus factor အောက်ကအမျိုးစားများထဲကဒီ antigen ကတော့အရေးကြီးဆုံးဖြစ်ပါတယ်အဲဆိုအားကို research factor D လို့အတူကောက် RHD နဲ့ရေးလေးရှိပါတယ်လူရဲ့သွေးနီ cell ပေါ်မှာ RH factor ဖြစ်တဲ့ D antigen ရှိရဆိုရင် RH positive လို့သတ်မှတ်ပြီးတော့မှလူရဲ့သွေးနီ cell ပေါ်မှာ RH factor D antigen မရှိဘူးဆိုရင် RH negative လို့သတ်မှတ်ပါတယ်ဒီတော့ RH positive ဆိုတာကသွေး cell ပေါ်မှာ D antigen ရှိတယ်RH negative ဆိုတာကသွေး cell ပေါ်မှာ D antigen မရှိဘူးလို့ဆိုလိုတာဖြစ်ပါတယ်ဒီ RH factor နဲ့သွေးမျိုးစားခွဲလိုက်မယ်ဆိုရင်သွေးမျိုးစား10မျိုးခွဲသွားလိမ့်မယ် A positive A negative B positive B negative AB positive AB negative O positive O negative ဆိုပြီးတော့10မျိုးခွဲလာပါလိမ့်မယ်ဒီတော့ A positive ဆိုတာကသွေးနီ cell ပေါ်မှာ A antigen ရှိမယ် RH factor ထဲက D antigen ပါမယ်လို့သိပေးရတယ်A negative ကြတော့သွေးနီ cell ပေါ်မှာ A antigen ရှိမယ်အဲ့ factor တဲ့ D antigen မပါဘူးလို့သိပေးရတာပါကျန်တဲ့သွေးမျိုးစားလဲဒီနည်းတူပဲပေါ့ဒီတော့ဘယ်သွေးကဘယ်သွေးကိုတွင်းလို့ရတယ်မရဘူးလဲဆိုတာကိုဆက်ပြောသွားမှာဖြစ်ပါတယ်ဒါကိုကောင်းကောင်းနားလည်ဖို့ဆိုရင် part 1 video ကိုကြည့်ထားမှသာပိုပြီးကောင်းကောင်းနားလည်မှာဖြစ်ပါတယ် RH negative သွေးပိုင်ရှင်တဲကို RH positive သွေးတွေတွင်းလို့မရပါဘူးဘာလို့လဲ RH negative သွေးပိုင်ရှင်ဆိုတာကသွေးနီ cell ပေါ်မှာ RH factor D antigen မပါတာအဲဒီ positive ဆိုတာကကြတော့သွေးနီ cell ပေါ်မှာ D antigen ပါတာတူပြောမယ်ဆိုရင် D antigen မပါတဲ့သွေးပိုင်ရှင်တွေကို D antigen ပါတဲ့သွေးလာတွင်းမှာပေါ့ဒီတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခါစနစ်ကဝင်လာတဲ့ D antigen ပါတဲ့ဒီသွေးကိုပြင်ပကျွတ်တူလို့သတ်မှတ်ပြီးတိုက်ထုတ်မှာဖြစ်ပါတယ်ဒီတော့ပိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် RH negative သွေးပိုင်ရှင်ထဲမှာ D antibodies ရှိနေတယ်D antibody ရှိနေတယ်ဆိုတာက D antigen ပါတဲ့သွေးဝင်လာရင်တိုက်ထုတ်မဲ့ကိုယ်ခါစနစ်ရှိနေတယ်လို့ပြောလို့ရတယ် H positive သွေးပိုင်ရှင်ထဲမှာတော့ D antibody မရှိဘူးပေါ့ positive သွေးပိုင်ရှင်က negative သွေးပိုင်ရှင်ကိုတွင်းလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ negative သွေးပိုင်ရှင်က positive ကိုတွင်းလို့ရတယ်ဘာလို့လဲဆိုတော့ negative သွေးပိုင်ရှင်ထဲမှာရှိတဲ့သွေးနီ cell ပေါ်မှာ D antigen ဆိုတဲ့အမတ်တင်ကြီးတာမပါတဲ့အတွက်ကြောင့်ပါမပါတော့ခါကြတော့တွင်းခံရတဲ့သွေးပိုင်ရှင်ရဲ့ကိုယ်ခါစနစ်ကဒါကိုပြင်ပကျွတ်တူလို့သတ်မှတ်မှာမဟုတ်ပါဘူးအရင်ဗီဒီယိုမှာတော့ A သွေးက A သွေးနဲ့ AB သွေးကိုတွင်းလို့ရတယ်ဆိုတဲ့အကြောင်းပြောခဲ့ပြီးဖြစ်ပါတယ်ဒီတော့ A positive ကရော A positive A negative AB positive AB negative ကိုအကုန်လုံးတွင်းလို့ရလားမရပါဘူး A positive ဒီ A positive နဲ့ AB positive ကိုပဲတွင်းလို့ရမှာဖြစ်ပါတယ်သို့တော့ A negative ကြတော့ A positive A negative AB positive AB negative ၄မျိုးလုံးတွင်းလို့ရပါတယ်လွယ်ပြောရရင်တော့ positive သွေးတွေက positive သွေးတွေကိုပဲတွင်းလို့ရပြီးတော့မှ negative သွေးကြတော့ positive သွေးရော negative သွေးရောတွင်းလို့ရမှာဖြစ်ပါတယ် B သွေးလည်းဒီနည်းတူပါပဲ B positive ဒီ B positive နဲ့ AB positive ပဲတွင်းလို့ရမယ် B negative ကြတော့၄မျိုးလုံးကိုတွင်းလို့ရမယ် AB သွေးကြတော့ AB positive ကAB positive ကိုပဲတွင်းလို့ရပေမဲ့ AB negative ကြတော့ AB positive ရော AB negative ရောနှစ်မျိုးလုံးတွင်းလို့ရမှာဖြစ်ပါတယ် O ကြတော့ရော O positive ကကြတော့ A positive B positive AB positive O positive ကိုပဲတွင်းလို့ရမယ်တိုးတော့ O negative ကြတော့10မျိုးလုံးကိုတွင်းလို့ရမှာဖြစ်ပါတယ်ဒါကြောင့် O negative ကို universal donor လို့ခေါ်တာပါဘာလို့လဲဆိုတော့ O negative ပေါ်မှာ A antigen B antigen RH factor D antigen ၃မျိုးလုံးမရှိလို့အကုန်လုံးတွင်းနိုင်လို့မလို့ပါအဲ့ဒီမှာဘယ်သူက universal recipient ဖြစ်မလဲအကုန်လုံးကိုလက်ခံနိုင်တဲ့သွေးရဲ့မျိုးစားပဲသွေးမျိုးစားဖြစ်မလဲ AB positive သွေးမျိုးစားဖြစ်ပါတယ် AB positive ကို universal recipient လို့ခေါ်ပါတယ်ဗျ
ခုပေးထားတဲ့ဆရာကတော့အတူချုပ်ဆရာဖြစ်ပါတယ်ခုနပြောခဲ့တာကိုနားလည်တယ်ဆိုရင်ဒီဆရာလည်းကောင်းကောင်းနားလည်မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာနောက်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြအောင်ဗျဘိုင်